နောက်တစ်ခုက avalanche depth strategy ဆိုတဲ့ဟာကြတော့သူက interest highest ဖြစ်တဲ့ဟာအတိုးနှုန်းအများဆုံးဟာကိုဘယ်ကျွေးနေတဲ့မှာအတိုးနှုန်းအများဆုံးကဘာရှိနေတယ်လဲအတိုးနှုန်းအများဆုံးဟာကိုသူကအရင်ဆက်မှာအဲ့တော့ကိုကငွေကြေးစုတဲ့အခါမှာတတိထားပြီးတော့ပို့ပြီးတော့ save စုဆောင်ထားမယ်အတိုးများတဲ့ဟာတွေကိုအရင်ဆက်မယ်အတိုးများကိုဆက်တဲ့အခါများကြတော့ဒီဥစ္စာစုရအောင်ပဲဖြစ်တဲ့အတွက်ချက်ချင်းလက်ငင်းကြီးတော့ငါအကျွေးဆက်လိုက်တယ်အတိုးဆက်လိုက်တယ်ဆိုတာမဖြစ်သေးဘူးဒါပေမဲ့ကိုတက်ကတ်ထားတာကအတိုးများတဲ့ဟာကိုတက်ကတ်ထားနေတာဖြစ်တဲ့အတွက်စုဆောင်းနေတဲ့ကာလအတွင်းမှာတော့နည်းနည်းလေး patient လေးနဲ့စိတ်ရှည်လက်ရှည်ထားပြီးတော့နောက်ဆုံးစုရင်းနဲ့အကုန်လုံးအတိုးအကြီးနဲ့အကျွေးကိုငါဆက်လိုက်တယ်ဆိုတော့ result ကိုစောင့်ပြီးတော့လုပ်ဖို့တော့အရေးကြီးတယ်ဒါက long term plan အတွက်အရင်ကောင်းတယ်ဘာကြောင့်လဲဆိုတော့အတိုးနှုန်းများတဲ့ဟာမှာကစောစောစီးစီးအတိုးနှုန်းများဟာကိုဖယ်ပြီးမဆက်ထားဘူးဆိုရင်အတုံးလုံးများရင်တဖြည်းဖြည်းနဲ့ဆက်လာချီပဲတိုးတွေကပုံများလာတဲ့အခါမျိုးဆက်လို့မကုန်တော့တာဖြစ်တဲ့တယ်ဒါကြောင့်ကိုယ့်အနေနဲ့က long term plan နဲ့တကယ်ကို efficiency ဖြစ်နဲ့သွားကျင်တဲ့လူမျိုးဒီ strategy ကိုသုံးကျင်တယ်ဆိုရင်တော့ list တွေထဲမှာက list တွေကိုခြာရေးမယ်အတုံးလုံးအများဆုံးကနေအနည်းဆုံး list ကိုခြာရေးမယ်အတိုးအများဆုံးကိုကိုယ့်အနေနဲ့ကအာယုံစိုက်ပြီးတော့ extra ပို့ထည့်ပြီးတော့အတုံးလုံးများတဲ့အကျွေးတွေကိုအရင်ဆက်မယ်တခြားသောရှိတဲ့အကျွေးတွေကိုလည်းပြည့်စရာရှိတဲ့အကျွေးတွေကို minimum ပုံမှန်အတိုင်းလေးသွားမယ်ကိုသွားတဲ့အခါမှာလစဉ်ငါဘယ်လောက်ထိအတိုးတွေကိုငါဆက်ထားမိတာလဲဘယ်လောက်ထိငါစုရမှာလဲဆိုတဲ့ဟာလည်း tracking လိုက်မယ်လူနဲ့ဖြည်းဖြည်းနဲ့တစ်ခုပြီးတစ်ခုဆက်သွားမယ်အတိုးနှုန်းများတဲ့ဟာကိုချက်ချင်းလည်းငယ်အာရုံစိုက်လိုက်တဲ့အခါမှာအတိုးများတဲ့ဟာအတွက်ကိုကမလိုဟပ်ပဲနဲ့အတိုးတွေပေးနေရတဲ့ဟာကိုလည်းကာကွယ်ပြီးသားဖြစ်တယ်ဒီလိုမျိုးကြောင့်မို့လို့ကိုယ့်အတွက်ဒီနေ့မှာ efficiency ရှိနဲ့ငွေကြေးကိုတခြားလေးစုပြီးတော့အတိုးများတဲ့ဟာကို set တဲ့ strategy ကိုရွေးချယ်နေဆိုရင်ဒီနည်းလမ်းကိုရွေးလို့ရတယ်